Okay အားလုံးပဲမင်္ဂလာပါ iPhone 14 Pro ကိုမေးထားတဲ့မိတ်ဆွေတွေအတွက်ကျွန်တော်ဈေးနှုန်းနဲ့တကွာရှင်းပြပေးမှာဖြစ်ပါတယ်ဒီဈေးနှုန်းဝန်းကျင်မှာတော့100အသုံးပြုလို့ကောင်းပြီးတော့ Dynamic Island နဲ့အထာကြကြလေးအသုံးပြုလို့ကောင်းနေပါဗျာပထမဆုံးလုံးအနေနဲ့ကတော့ Space Black လုံးကျွန်တော်ဒီကောင်းကိုရောင်းချပေးမယ့်ဈေးက19သိန်းနဲ့မှ9000ကျွန်တော်ပြန်ပြန်အားဖြင့်တော့ဆိုရင်ဒီ40 Pro တွေက22 23ဝန်းကျင်လောက်ပေါက်တယ်ကျွန်တော်19သိန်း9000နဲ့ရောင်းချပေးတဲ့အနေထားကတော့ battery health percent က80အတိနဲ့လာလို့ဗျာbody connection ဘိုင်းလေးကတော့နည်းနည်းလေးလျော့ပဲဒါပေမဲ့လက်ခံလို့ရတယ်ဒီကောင်က128 ZBA လုံး1 sim black eSIM နောက်လုံးအနေနဲ့ကတော့40 Pro တွေက deep purple လုံးဒီကောင်ကိုရောင်းချပေးမယ့်ဈေးက23သိန်းခွဲဒီကောင်က CHA Duracell 256 kit battery percent အနေနဲ့ကတော့ဒီကောင်က99%ပါမယ်နောက်လုံးကတော့ဒီကောင်က eSIM 1 sim black eSIM 256 kit 40 Pro တွေက JA အလုံးဒီကောင်ကတော့ဒီခုန CHA တက်တသိန်းလောက်ပိုများရပေါ့ဗျာဒီကောင်ကတော့ရောင်းချပေးမယ့်ဈေးက24သိန်းခွဲနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ပြီးတော့25သိန်းခွဲတစ်လုံးရှိအဲ့ကောင်ကတော့128 kit ပဲဒါပေမဲ့ဒီကောင်ကကျန်တဲ့ဟာတွေတက်ဈေးနည်းနည်းပိုများတဲ့အကြောင်းရင်းကလည်းဒီကောင်ကအပြစ်အနာစာလုံးဝမရှိဘူးပုံးရချစ်ရလုံးဝအစ်စ်နီးပါးတိုင်းတန်တယ်မဲ့တဲ့ပေါက်ဆုံးရအောင်မပေါ့ပြီးတော့ battery health ကဒီကောင်က92%လည်းပါ original battery နဲ့ပဲဗျာ Aussie Orbit လည်းပဲဒီကောင်ကိုရောင်းချပေးမယ့်ဈေးက25သိန်းနဲ့မှ9000 ZAA လုံး Duracell ရမယ်ဗျာမိတ်ဆွေတို့အနေနဲ့ရောင်းချင်တာပဲဖြစ်ဖြစ်ဝယ်ချင်တာပဲဖြစ်ဖြစ်အဲထက်လုပ်ချင်လို့ပဲဖြစ်ဖြစ်ကျွန်တော်ရဲ့စက်မှုဝေယံမိုဘိုင်းကိုလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်